အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချက်စီအသင်းရဲ့ကန်ဝင်ကစားသမားတို့ဖြစ်တဲ့ဂျွန်ဒရီရဲ့အကြောင်းကိုကျွန်တော်နှိမ့်ရှုံလေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဂျွန်ဒရီဟာကမ္ဘာအကောင်းဆုံးနောက်ခံကစားသမားတွေကတအူဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်ဂျွန်ဒရီဟာခေါင်းဆောင်မှုခန်းစစ်မာကျောမှုနဲ့အသင်းပေါ်တစ္ဆာရှိမှုတွေကြောင့်ပြည်သက်တွေရဲ့အချစ်ကိုရရှိခဲ့တဲ့သူတအူဖြစ်ပါတယ်ဂျွန်ဒရီကိုတော့1980ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာအင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်သူဟာချက်စီအကယ်ဒမီကနေကြီးပြင်းလာခဲ့တာဖြစ်ပြီးတော့1998ခုနှစ်မှာတော့ပထမအသင်းကြီးအတွက်စတင်ပွဲကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှအသင်းရဲ့အဓိကခံစစ်ကစားသမားတို့ဖြစ်လာပြီးအသင်းရဲ့အသင်းကောင်းဆောင်အဖြစ်ပါတာဝန်ယူခဲ့တဲ့သူတို့ဖြစ်ပါတယ်။ဂျွန်ဒရီဟာချက်စီအသင်းနဲ့တူနှစ်ပေါင်းများစွာအောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။သူရဲ့ခေါင်းဆောင်မှုအောက်မှာချက်စီဟာအင်္ဂလန်နဲ့ဥရောပအဆင့်မြင့်ပြိုင်ပွဲတွေမှာချန်ပီယံပေါင်းများစွာကိုဆွတ်ခူးရရှိခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ဂျွန်ဒရီရရှိခဲ့တဲ့အဓိကဆုဖလားတွေကတော့ Premier League ဖလား9ကြိမ် FA ဖလား9ကြိမ် League Cup 3ကြိမ် UEFA Champions League 1ကြိမ် UEFA Europa League 1ကြိမ်နဲ့ Community Shield 2ကြိမ်တို့ကိုရရှိခဲ့တာဖြစ်ပါတယ်။ဂျွန်ဒရီဟာချက်စီသမိုင်းမှာအောင်မြင်မှုအများဆုံးကပတိန်တွေကတအူးဖြစ်ပြီးတော့သူ့ကိုတော့ Blue Legend လို့ပြည်သက်တွေကခေါ်ကြပါတယ်။သူ့ရဲ့ကစားပုံဟာအားမှန်ပြေဝပြီးအသင်းတွေအဆုံးထိတိုက်ပွဲဝင်တတ်တဲ့စိတ်ဓာတ်တွေကြောင့်လူသိများပါတယ်။ချက်စီပြည်သက်တွေအတွက်တော့ဂျွန်ဒရီဟာအမြဲတမ်းမမေ့နိုင်တဲ့ကန်ဝင်ကပတိန်တအူးဖြစ်ပါတယ်။ Suffocating, struggling just to breathe in. I feel like I've been trying to get away forever now. I'm just trying to run away and go wherever now. Cause I don't hear you, you in my rear view. Cause she exhausted by my vehicle. I feel like I've been waiting for to stay forever now. And that wherever you may be, I hope you never found